ဒါဆိုလို့ရှိရင်စင်ကာ brand ဆိုတော့ပန်းပီတင်10မျိုးရပြီးတော့ရိုးကြောင်းနဲ့ဆို2မျိုးရမယ်ဇီးဆက်ဆို3မျိုးရတယ်တစ်ချက်ခုံပန်းရင်ခုံသက်ပန်းဓာဆက်အတူဂျင်းမောက်မီချုပ်ရိုးဇီးဆက်3လိုင်းသွားကျယ်ဒီပေါက်ဆိုသူက2ချက်ဖောက်ဒီလိုဆက်မျိုးကိုကျွန်တော်တို့ 3S မှာပုံမှန်စေ3,8500ရောင်းနေတဲ့ဆက်တွေကို3,6500နဲ့ရောင်းပေးတော့မှာဖြစ်ပါတယ်ကဲအဲ့ဒါကတော့ promotion ကကျွန်တော်တို့3ရက်ထဲရောင်းပေးတော့မှာဖြစ်ပြီးတော့ကျွန်တော်ရဲ့6နှစ်ပြည့် promotion မှာလည်းဒီဆက်လေးကိုထည့်ပြီးတော့ရောင်းပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့6နှစ်ဆိုကျွန်တော်6နှစ်မဟုတ်ပါဘူးကျွန်တော် 3S Mac ရဲ့စိုင်ဖွင့်နဲ့တက်တန်းကျွန်တော်တို့6နှစ်တိတိပြည့်ခဲ့ပါပြီအဲ့အတွက်ကိုလည်းကျွန်တော်တို့ promotion တွေဇက်တိုက်ပေးနေလို့ customer အစီအစဉ်တွေလည်းထည့်သွင်းပေးတော့မှာဖြစ်တဲ့အကြောင်းဒီကနေသတင်းကောင်းလေးပါချင်ပါတယ်ခင်ဗျကဲတရက်နေ့ကနေပြီးတော့10ရက်နေ့အတွင်းဝယ်တဲ့ customer တွေကိုလည်းကျွန်တော်တို့ဆိုင်မှာ buy one get one တစ်ခုဝယ်ရေးတစ်ခုလက်ဆောင်ပေးသွားမှာဖြစ်တဲ့အကြောင်းဒီကနေသတင်းကောင်းလေးပါချင်ပါတယ်ခင်ဗျကဲကျွန်တော်ဖုန်းနံပါတ်ကတော့399420 243 243နဲ့39ခုံ39လုံး293ရှိလို့ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဆိုင်လိပ်စာကတော့အမှတ်42A တိမ်ကြီးစေစီရုပ်အနော်ထားလန်းကဝင်မယ်ဆိုရင် Sweet Smart ဆိုပြီးတော့ဆိုင်မှုအကြီးနဲ့ရှိပါတယ်ကဲအဲ့တော့အချုပ်ဆက်တွေဝင်ကပါ Sweet Smart ကိုလှမ်းလို့လာခဲ့ပါ